Hello အားလုံးပဲမင်္ဂလာပါရှင်ကျမဒီနေ့တတိပေးစီရလေးနည်းနည်းရှိရရှင်အော်တိုဘာလ24ရက်နေ့ည9:23မိနစ်မှာအခုလက်ရှိထိုင်းပြည်ရဲ့မေရောပေါ့နော်ထိုင်းပြည်ရဲ့မေရောမိဖုရားတီရီခစ်ကတက်တော်63နှစ်မှာနာရဆောင်တာခဲ့တယ်ရှင်ဒါကြောင့်မို့အခုထိုင်းပြည်ကဘယ်လိုအမိန့်ထုတ်ပြန်ထားလဲဆိုတော့ဒီထိုင်းတနိုင်ငံလုံးမှာရှိတဲ့လူတွေအကုန်လုံးသူကဝန်နဲ့ချင်းအထိတ်အမှအနေနဲ့တစ်နှစ်သူကသတ်မှတ်ထားတယ်ရှင်ဆိုတော့အဲ့ဒီတစ်နှစ်အတွင်းမှာကိုကအင်ဂျီအမဲရောင်အကုန်လုံးအမဲရောင်ဖြစ်နေရမယ်ပေါ့နော်အင်ဂျီပေါင်းပြီးအမဲရောင်ဝတ်ရမယ်ရှင်ဒါကြောင့်မို့ကျမဘာပြောချင်လဲဆိုတော့ဒီကျမတို့ရွှေမြန်မာတွေပေါ့နော်ထိုင်းနိုင်ငံမှာလာရောက်ပြီးတော့အလုပ်လုပ်ကိုင်နေတဲ့ရွှေမြန်မာများအကုန်လုံးဝတ်စားစီရင်မှုကိုတတိထားစေချင်ပါတယ်ရှင်တတိထားပြီးဝတ်စေချင်ပါတယ်ရှင်အယောင်တောက်တဲ့အဝတ်တွေဆိုလို့ရှိရင်တော့မဝတ်တာအကောင်းဆုံးပါပဲရှင်အခုကအမဲရောင်ဒါမှမဟုတ်အယောင်မွေနဲ့အကြီးတွေဝတ်ကြပါပေါ့နော်အဲ့ဒါကဘာဖြစ်လို့လဲဆိုတော့ကိုကသူများနိုင်ငံမှာကိုလာတယ်ဆိုတော့သူတို့ပြောတဲ့အမိန့်တန်ကိုကနေထိုင်သွားတယ်ဆိုလို့အကောင်းဆုံးပါပဲရှင်ဟုတ်ကဲ့ရွှေမြန်မာများအကုန်လုံးဝတ်စားစီမှုတတိထားကြပါရှင်ဟုတ်ကဲ့ကျွန်မဒါလေးပြောချင်တယ်ပေါ့နော်ရွှေမြန်မာများအကုန်လုံးကိုချစ်ပါတယ်ရှင်အားလုံးပဲကျေးဇူးပေးကြတဲ့တူကြောက်ချင်တဲ့ကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်